ကျွန်တော် iPhone 2နဲ့ဝယ်လို့ရှိရင်အဓိကအခြေခံစက်ကမဲ့အချက်လေးတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးသွားမှာခင်ဗျကျွန်တော်တို့တူလိုက်ကြည့်လိုက်ကြပါဗျပထမဆုံးနဲ့ကျွန်တော် body condition check ဆက်မှာဗျနော်အလုံးလေးတန့်လားမတန့်လားပေါ့အစားရှိသေးပြီပေါ့ဒါကတော့မျက်လုံးနဲ့မြင်နိုင်တဲ့အရာတွေဗျနော်မကွဲနေလားမကွဲနေလားပေါ့နော်မှန်နေကွဲနေလားတို့ပါတော့ဒါတွေရင်စစ်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် test ဆက်မယ်ဗျ test ဆက်မယ်ဆိုကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်ဒီလို application တစ်ခုနဲ့ကျွန်တော်စစ်တာပိုကောင်းတယ်ဗျနော်ဒီလို application တစ်ခုနဲ့လုံးဝမှန်အကုန်လုံး live ပုတ်ကြည့်ပြီးတော့ဘယ်မှာဟွာလဲပါလဲပေါ့နော်အဲ့ဒါမှသိရမှာဗျနော်အဲ့ဒါဒီလုံးကတော့အကုန်ကောင်းတယ်လို့ဗျနော် test ထောက်သွားတဲ့နေရာပဲမရှိဘူးနော်အပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်မှန်လဲလားမလဲလားကြည့်မယ်ဗျနော်ဒီမှာဆိုရင် original မှန်ဖြစ်တဲ့ထူးတုံးတွေပဲပါမယ်ဒီထူးတုံးတွေပဲလှုပ်လားမလှုပ်လားချက်စစ်လို့ရတယ် test mode စားရှိတဲ့ပြင်အဲ့ဒါအကုန်စစ်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကင်မရာဘိုင်းနေစစ်မယ်ဗျနော်ကင်မရာဆိုရင်တော့ကျွန်တော်တို့လင်းဆက်တွေရှိလားမရှိလားပေါ့နော်ဒါမျိုးတွေစစ်ကမယ် selfie ကင်မရာလည်းစစ်မယ်ဗျအကုန်စစ်ကမယ်ကင်မရာကတော့အကုန်စစ်တာကောင်းတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ battery health ဘယ်လောက်ကျန်သေးလဲပေါ့နော် iPhone တွေမှာဆိုရင်တော့ကြည့်ရမှာဗျနော် battery health အဲဒီကောင်ဆို83ကျန်သေးရပေါ့ဒါမျိုးလေးစစ်ပေးရမှာဗျနော်battery 80ကျော်ရင်ပြဿနာမရှိသေးဘူးဗျနော် service ပြတဲ့ဘာတွေဟာတွေမျိုးဆိုရင်တော့ battery တချို့ service ပြတဲ့အလုံးတွေကြတော့ battery တိတ်မခံတာတွေပါရှိတယ်ဗျနော်ဒါပေမဲ့အလုံးတိုင်းတော့မဟုတ်ဗျ original battery ဆိုတော့ခံသေးတယ်ဗျအဲ့လေးစစ်မှာဗျပြောရရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ charging ကျိုးနဲ့ကျွန်တော် charging အပေါက်ကနေထိုးပြီးတော့အားဝင်မဝင်စစ်တာပိုကောင်းတယ်ဗျနော်ပြီးသွားရင်ကျွန်တော် wifi တွေပဲစစ်မယ် wifi လှုပ်လားမလှုပ်လားပေါ့နော်ပြီးတော့ကျွန်တော် SIM card တွေပဲထည့်ပြီးတော့ဆန်းမှာဗျနော်အဲ့လေးတွေအလုံးအရေးကြီးတဲ့ချက်လေးတွေပေါ့နော်ဒီကဒါလေးစစ်တက်ပြီဆိုရင်စစ်ပြီးကျွန်တော်တို့ဖုန်းတစ်လုံးဝယ်လို့ရခင်ဗျတလက်စားလဲကျွန်တော်ဒီကောင်လေးကိုရောင်းပေးမယ်ခင်ဗျနော်ဒီကောင်လေးဆိုရင် original ဘူးပါမယ်ဗျနော်14 Pro Max 256K အလုံးနေထားတော့ကျွန်တော်မြင်တဲ့အတိုင်းပဲ sport လေးနည်းငယ်ရှိမယ်ဗျနော်သူ body က original body ဖြစ်တဲ့ sport နည်းငယ်ရှိမယ် CH256 Dual SIM ဗျနော် CH256 Dual SIM all fine no error ဗျနော် Face ID ဘာညာအကုန်လုံးကောင်းတယ်ဒီကောင်လေးကျွန်တော်ရောင်းပေးမယ်စီလဲ29သိန်း5000ခင်ဗျ14 Pro Max 256K CH region deep ပါပဲကာလာဗျနော်ဒီကောင်လေးကျွန်တော်ရောင်းပေးမယ်စီလေးက29သိန်း5000ပါခင်ဗျသူ original ဘူးပါမယ်နော်သူ original ဘူးပါမယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော် like and share comment လေးလုပ်ပြီးတော့ဝင်ပြပေးပါအောင်ခင်ဗျကျွန်တော်နောက်ထပ်ဗီဒီယိုတွေလည်းဒီပြန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝင်ပြပေးသွားပါဦးမယ်ခင်ဗျအဲ့ဒီလိုသိချင်တဲ့ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာရှိနေ comment မှာမှန်သွားလို့ရခင်ဗျအားလုံးကိုကျေးဇူးထူးတင်ပါတယ်ဗျ